တချင်ကဘသူမှမရှင်နိုင်တဲ့စစ်တီတော်ကြီးဝိုပါရင်ဟာအခုတော့ရန်သူတွေရဲ့စက်ပစ္စည်းရဲ့မှာပိတ်မိနေပြီးသူတို့တနာမှာတတ်တာမဲ့အခြေအနေရောက်နေပါတယ်ဒါပေမဲ့ရန်သူတွေကသူ့ကိုတပ်ပစ်ဖို့ဖမ်းထားတာမဟုတ်ပါဘူးသူ့ရဲ့မတည်နိုင်တဲ့စွမ်းအားရှို့ဝှက်ချက်ကိုခိုးယူခြင်းလိုပဲဖြစ်ပါတယ်သူ့ရှေ့မှာတော့အပူလုံကဲနေရဲ့အတ္တမန်တီယန်ဓာတ်ရှင်နှစ်လက်ကိုကင်ထားတဲ့ငွေရောင်စာမူတိုင်းကအသင့်ဆောင်နေပါတယ်ငွေရောင်စာမူတိုင်းကခုတ်ချလိုက်တော့မဲ့ခဏမှာပဲမာရီကိုကဝိုပါရင်ရဲ့ရှေ့မှာရုတ်တရက်ဝင်ရက်လိုက်ပါတယ်မာရီကိုမထိသွားအောင်ငွေရောင်စာမူတိုင်းကဓာတ်သွားကိုအမြန်လွှဲလိုက်ရပေမဲ့အဲ့ဒီဓာတ်ချက်ကဝိုပါရင်ကိုချီနှောင်ထားတဲ့ချုံနှောင်မှုတွေကိုမတော်တဆဖျက်တောက်မိသွားပြီးဝိုပါရင်တယောက်လွတ်မြောက်သွားခဲ့ပါတယ်ဝိုပါရင်ကငွေရောင်စာမူတိုင်းစီကိုချက်ချင်းပြေးဝင်တိုက်ခိုက်ပေမဲ့ရန်သူကမယုံနိုင်စရာကောင်းလောက်အောင်တမလုံးတလို့သူ့ရဲ့တချက်ကလည်းဖျက်ဆီးလို့မရနိုင်လောက်အောင်ခိုင်မာနေတာပါခဏလေးတိုက်ခိုက်ပြီးမှပဲဝိုပါရင်ဟာစင်မြင့်အဆုံးဘက်ကိုရောက်သွားခဲ့ရပါတယ်အောက်ကိုမပြုတ်ကျသွားအောင်သူ့ရဲ့လက်သေး6ချောင်းလုံးကိုနယံနဲ့စိုက်ထိုးလိုက်ပေမဲ့ငွေရောင်စာမူတိုင်းကအပူပေးထားတဲ့ဓာတ်နဲ့လွှဲခုတ်လိုက်ရမှာဝိုပါရင်ရဲ့အတ္တမန်တီယန်လက်သေးတွေတစီပြတ်ထွက်သွားခဲ့ပါတယ်စုပ်ကင်စရာဘာမှမရှိတော့တဲ့ဝိုပါရင်ဟာစင်ပေါ်ကနေပြုတ်ကျသွားခဲ့ပေမဲ့ငွေရောင်စာမူတိုင်းကသူ့ကိုပြန်ဆွဲတင်လိုက်ပါတယ်အဲ့ဒီအချိန်ကျမှတန်ချက်ကတဲ့ကလူဟာမူလရုပ်တွင်အမှန်ကိုထုတ်ပြလိုက်တာပါအဲ့ဒါကတော့တချင်ကဝိုပါရင်ကိုယ်တိုင်ကယ်တင်ခဲ့ဘူးရဲ့ရာရှိတာဆိုရဲ့အဖိုးကြီးဖြစ်နေပါတယ်အဖိုးကြီးဟာသူ့ရဲ့တေဆုံးမှုကိုဟန်ဆောင်ခဲ့ပြီးလိုပါရင်ရဲ့ပြန်လဲကူစားနိုင်တဲ့စွမ်းအားကိုခိုးယူကပြိုမိတာပြန်ရကျင်တာကြောင့်ဒီငွေရောင်စာမူတိုင်းဝတ်စုံကြီးကိုတိစောက်ခဲ့တာဖြစ်ပါတယ်သူဟာဝိုပါရင်ရဲ့ပေါ်ထွက်နေတဲ့အယိုးတွေရဲ့ကိုလုံဆက်နဲ့ထိုးဖောက်ပြီးတက်ဆောင်အားကိုဆုပ်ယူပါတော့တယ်ရာရှိတာတစ်စက္ကန့်ထက်တစ်စက္ကန့်ပုံမပြိုမိတာလာချိန်မှာဝိုပါရင်ကတော့တဖြည်းဖြည်းအိုမင်းမစွမ်းဖြစ်လာခဲ့ပါတယ်အရေးကြီးတဲ့ထိုခဏမှာပဲမာရီကိုကဝိုပါရင်ရဲ့ပြတ်ထွက်နေတဲ့လက်သေးတစ်ချောင်းကိုကောက်ယူပြီးရာရှိတာရဲ့ခန္ဓာကိုယ်ထဲစိုက်ထိုးလိုက်တာကြောင့်ဝိုပါရင်လွတ်မြောက်ဖို့အခွင့်အရေးရသွားခဲ့ပါတယ်အဲ့ဒီနောက်ဒဏ်ရာရထားတဲ့သူ့ရဲ့လက်တွေထဲကနေအယိုးလက်သေး6ချောင်းရုတ်တရက်ပြန်လဲထွက်ပေါ်လာခဲ့ပါတယ်ဝိုပါရင်ကအဲ့ဒီရိုးလက်သေးတွေကိုလောဘကြီးတဲ့အဖိုးကြီးရာရှိတာရဲ့ရင်ဘတ်ထဲတိုက်ရိုက်စိုက်ထိုးလိုက်ပြီးစင်ပေါ်ကနေအောက်ကိုပစ်ချလိုက်ကဒီအိမ်မက်ဆိုးကြီးကိုအဆုံးသတ်လိုက်ပါတော့တယ်